ရုပ်ရည်ချောမောတဲ့ညီမတွေကိုပိုင်ဆိုင်ထားကြတဲ့မင်းသမီး9ဦးနံပါတ်1နေကြီးဦးကချောမောတဲ့ရုပ်ရည်ကြောင့် beauty blogger တယောက်ဖြစ်အပိတ်ခံခဲ့ရတဲ့သူပေါ့သူမကလည်းချောတယ်လို့ညီမဖြစ်သူစိမ့်လက်ရတနာကလည်းတဘာဝအလှတရားနဲ့ရုပ်ရည်ချောမောပါတယ်နေကြီးဦးရဲ့မင်္ဂလာပွဲမှာအရွယ်ရောက်နေတဲ့စိမ့်လက်ရတနာကိုပရိသတ်တွေတော်တော်များများကတွေ့မြင်ခဲ့ရပြီးချောမောတဲ့ရုပ်ရည်ကြောင့်စိတ်ဝင်စားမှုမြင့်တက်ခဲ့ရပါတယ်စိမ့်လက်ရတနာဟာမျက်နှာခွဲစိတ်ပြုပြင်ထားမျိုးလည်းမရှိသေးပါဘူးနံပါတ်2ရွှေမုံရတီကလည်းရုပ်ရည်ချောမောတဲ့ညီမလေးတယောက်ရှိပါတယ်ညီမဖြစ်သူငွေမုံရတီကရွှေမုံရတီလိုချစ်စရာကောင်းတဲ့ပုံစံဘက်မသွားပဲမမ type နဲ့အရက်ရှိတဲ့ကောင်းမလေးတွေလိုထမိမိုက်ပါတယ်ဒါအပြင် make up တွေပြင်ဆင်လိုက်တဲ့အချိန်မှာနေတိုးနဲ့ရုပ်ချင်းစင်တယ်လို့လည်းမှတ်ချက်ပေးခံရပါတယ်ဗီဒီယိုဇာတ်ကားတချို့ရိုက်ကူးဖို့တလို့ရွှေထူးရဲ့လက်တွဲခေါ်မှုကြောင့်အစောတော်ဖြစ်လေရက်တီလို့နေတာပေါ့နံပါတ်3ချောရတနာရဲ့ညီမဖြစ်သူတဏ္ဍာဘိုကလည်းရမောင်းကောင်းကမင်းသမီးရုပ်ရည်ရှိတာကြောင့်အနုပညာလောကမှာပါမော်ဒယ်တယောက်ဆောင်နေတဲ့ရက်တီနေပါတယ်ချောရတနာတဲ့ရုပ်ချင်းမစင်ပဲကွဲပြားတာကြောင့်လည်းတချို့ပရိသတ်တွေကညီမဖြစ်မထင်ကြပါဘူးနံပါတ်4ဖွေနဲ့ဝတ်မုံရွှေတို့ကတရက်ကြီးတရက်ငယ်ညီမဝမ်းကွဲတွေဖြစ်ကြပါတယ်ဖွေကမြမဆန်နဲ့လုံးကြီးပေါက်လာလှတယ်လို့ဝတ်မုံရွှေကလည်းတော်ဝင်မင်းသမီးလိုကြော်ရှင်းကနန်းဆန်တာဖြစ်ပါတယ်သူတို့ညီမနှစ်ယောက်ကတမျိုးစီလှတယ်လို့အနုပညာလောကမှာလည်းအောင်မြင်ဆုံးရက်တီလို့နေတာပေါ့နံပါတ်5ဘေဘီမောင်ရဲ့ညီမဖြစ်သူတန်စင်မောင်ကလည်းအမနဲ့မကွာအလှတရားတွေနဲ့ပုရိသတ်တွေဝိုင်းဝိုင်းလဲလို့နေတာပေါ့ခန္ဓာကိုယ်ကောက်ကြောင်းကလှလုံးတာကြောင့်အားကြတဲ့သူတွေလည်းများလှပါတယ်